တာမန်ဆရာမလို့ဘာလို့မပြောလဲဆိုတော့ဆရာမတိုင်းကတော့စာသင်တတ်တာဖြစ်နိုင်တယ်ဆရာမတိုင်းစာအုပ်မထုတ်နိုင်ဘူးစာအုပ်မထုတ်နိုင်တဲ့ဆရာမတွေကိုလည်းကျွေးကမထုတ်တတ်ဘူးဆိုပြီးတော့ပြောတာမျိုးမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွေးတို့စာအုပ်တအုပ်ထုတ်ဖို့ဆိုတာမလွယ်ဘူးကွာစင်တွေးရတယ်သင်ခန်းစာတွေတစ်ခုနဲ့တစ်ခုချိတ်ဆက်ဖို့တွေအများကြီးလုပ်ရတာအဲ့တော့ပြောရမယ်ဆိုရင်စာသင်တာမှလွယ်သေးတယ်သူများထုတ်ထားတဲ့စာအုပ်ကိုအစင်နဲ့သင်ရုံပဲဒါပေမဲ့စာအုပ်ထုတ်ဖို့သွားရတဲ့အဆင့်ဆိုတာမနည်းဘူးဆိုလိုတာကကျွေးဒီစာအုပ်တွေကိုပေါ့နော်ကလေးတွေအတွက်ဒီတတမမီတွေအတွက်ထုတ်ခဲ့တဲ့အချိန်မှာလဲဟဲ့သူများထုတ်လို့ငါစာအုပ်လိုက်ထုတ်လိုက်ဦးမယ်ဆိုပြီးတော့ရည်ရွယ်ခဲ့တာမျိုးမဟုတ်ဘူးငါစာအုပ်ကိုသုံးတဲ့အခါမှာကလေးတွေကတကယ်လဲနားလည်ရလွယ်ရမယ်ပျော်ရမယ်ပြီးတော့မတင်တတ်တဲ့ဆရာမလေးတွေကအစအင်္ဂလိပ်လိုပြောပြီးတော့ဘလို့သင်ရမလဲဆိုကြွအဆင့်ပေါင်းများစွာစဉ်းစားပြီးတော့မှထုတ်ခဲ့တဲ့စာအုပ်လေးတွေပေါ့နော်ဆိုလိုတာကဒီလိုမျိုးစာအုပ်တွေအများကြီးထုတ်ထားတဲ့ဆရာမတစ်ယောက်ရဲ့အုံနောက်က15ရက်သင်တန်းကိုလွယ်လွယ်ကူကူစခဲ့တာမဟုတ်ပါဘူးဒီ15ရက်သင်တန်းမှာကြွရဲ့အခုဒီနှစ်ဆိုလို့ရှိရင်ကြွစာသင်နှစ်အထဲမှာ19နှစ်20ရှိပြီကျွေးကျင်လည်ခဲ့ရတဲ့ဒီလောကမှာကျွေးရဲ့အတွေ့အကြုံတွေရှိတဲ့ဉာဏ်ပညာတွေနဲ့ကျွေးပညာရေးလောကကိုအတတ်နိုင်ဆုံးကျွေးအထောက်အကူဖြစ်ပေးနေတာပါတချို့ကျတော့ဒီ15ရက်နဲ့မဖြစ်နိုင်ဘူးလို့ပြောတဲ့သူတွေရှိတယ်ဟုတ်တယ်မဖြစ်နိုင်ဘူးဘလို့နေရာမှာမဖြစ်နိုင်တာလဲဆိုတော့အခြေခံလည်းမသိဘူးဒီ15ရက်တက်ပြီးတော့ C1 C2 level သွားကျင်တယ်ဆိုလို့ရှိရင်တော့ဒါမဖြစ်နိုင်ဘူးเนาะဒါပေမဲ့ကျွေးအခုဒီ15ရက်တင်တန်းမှာကွာ day 1မှာပါဇက်ပိတ်ပြီးတော့ဘာမှမသိတဲ့သူက15ရက်ပြီးသွားတဲ့အခါမှာအလုပ်ထဲမှာကိုကြိုက်တာတွေပြောလာနိုင်မယ်မီထင်မှာဝင်ပြောလို့ရမယ်အရင်တုန်းက my name is လို့ပဲပြောတတ်တဲ့သူကအဲ့ထက်အများကြီး9မိနစ်10မိနစ်လောက်ကြိုက်တဲ့ topic လာပြောမယ်ဆိုတဲ့သူတွေ grammar ကြောက်တဲ့သူတွေအဲ့တော့ဒီဘာမှမသိတဲ့အဆင့်ကနေပြီးတော့ကိုအကြောင်းကိုမိသားစုအကြောင်းအလုပ်အကြောင်းအတွေ့အကြုံအများကြီးပြောလာနိုင်ဖို့ဆိုတာကတော့ဖြစ်နိုင်ပါတယ်အဲ့တော့ကွယ်ဘာမှမသိပါဘူးဆိုတဲ့အခြေအနေကနေပြီးတော့ဒီ15ရက်အတွင်းမှာ grammar သင်ခန်းစာတွေအများကြီးသိလာမယ် conversation တွေအများကြီးလောက်လာနိုင်တယ်ဆိုတာနည်းနည်းနော်အရေးချင်းမဟုတ်ဘူးလား15ရက်လောက်နဲ့ဒီလောက် train လုပ်ပေးနိုင်တယ်ဆိုလို့ရှိရင်ဘာဖြစ်လို့3လ4လ6လတွေအချိန်ကုန်ခံပြီးတော့စာလုပ်လိုက်ရက်ထားလိုက်အဲ့လိုမျိုးတွေလုပ်တော့မှာလဲဘာဖြစ်လို့ရွေးဒီ15ရက်တင်တဲ့ကိုပိုကြိုက်လဲဆိုကျောင်းသားတွေကနည်းနည်းမှညှာလို့မရတဲ့တဲမှာပါတယ်ထားပါတော့တစ်ပတ်3ရက်တင်လို့တရက်ချအိမ်စာပေးရင်တော့လုပ်တယ်ထင်လားမလုပ်ဘူးကျောင်းသားတွေကဘယ်တော့မှညှာလို့ရတဲ့တဲမှာမပါဘူးနောက်တစ်ခုကလည်းရွေးကဒီဘာသာစကားတက်ချင်ပြီဆိုလို့ရှိရင်အခြေအနေ2မျိုးမှတက်နိုင်တယ်တစ်ခုကဝါသနာပါတယ်နောက်တစ်ခုက force ပေးရတယ်ဝါသနာပါတယ်ဆိုတဲ့အခြေအနေမှာဘာဖြစ်လဲဆိုတော့ကျွေးဆရာမမဖြစ်ခင်တည်းကကျွေးရအင်္ဂလိပ်ကိုဝါသနာပါတာတနေကုန်လုပ်နေရလဲပြောတယ်ကျွေးတို့တနေကုန်လုပ်တယ်ဆိုတာအစာအုပ်နဲ့မျက်နှာနဲ့ကိုတနေကုန်အပ်ထားတာမဟုတ်ဘူးအင်္ဂလိပ်ကားတွေကြည့်ရဲရုပ်ရှင်နော်ရုပ်ရှင်တွေကြည့်ရဲတချင်းနားထောင်တယ်နောက်တစ်ခါ grammar တွေလေ့လာတယ်ကိုယ့်အကိုတယောက်တည်းစကားတွေပြောတယ်မျိုးစုံပေါ့နော်ပြီးလို့ရှိရင်စာအုပ်တွေဖတ်တယ်ဒီလိုမျိုးတွေနဲ့လေ့လာခဲ့တာဒါပေမဲ့ဒီလိုမျိုးဝါသနာမပါတဲ့သူတွေအတွက်ကျတော့ force ပေးမှရတယ်သူတို့ညှာလို့မရဘူးခုနလို1ရက်လောက်လို့6ရက်လောက်နာနောက်6လနေလည်းမတက်ဘူးတစ်နှစ်နေလည်းမတက်ဘူးအဲ့တော့ဘာလဲဆိုတော့ကျွေးအများတန်းပြောပါတယ် language ကစဦးဆုံးလေ့လာတဲ့အချိန်မှာအရှိန်ကောင်းကောင်းနဲ့သွားပေးပါအရှိန်ရလာပြီဆိုလို့ရှိရင်တော့ကိုယ့်အကိုတစ်ပတ်ကို2ရက်ပဲလှုပ်တချို့ကျတော့ကွာပြောတတ်သွားပြီအစင်လည်းပြေသွားပြီဘာလဲဆိုလို့ရှိရင်လုပ်ငန်းခွင်ထဲမှာပြန်သုံးရတဲ့အတွက်ကြောင့်မို့လို့ဒီ language ကမမေ့တော့ဘူးတချို့ကျတော့လည်းနိုင်ငံခြားမှာကျောင်းသွားတတ်ကြတယ်ဒီလိုမျိုးကိုကလည်းအကျင့်ဖြစ်သွားပြီ English လိုမျိုးပြောရတဲ့အသုံးချရတဲ့အတိုင်းဝိုင်းလေးတစ်ခုရှိနေတယ်ဆိုရင်တော့ကိုယ့်ရဲ့ language ကမမေ့တော့ဘူးဒီလိုမျိုးလေးတွေအင်္ဂလိပ်စကားပြောဖို့အများနဲ့ဖန်တီးပေးရတယ်ဒါပေမဲ့စလုပ်တဲ့အချိန်မှာတဲ့ဟိုကတပတ်တစ်ရက်ဆိုလို့ရှိရင်လုံမနေနဲ့တော့အကျွေးအားကြောင့်မလို့တပတ်တစ်ရက်တင်တန်းနေလာမင်းအကျွေးစီမှာမရှိဘူးလို့ပဲပြောတာအဲ့တော့တချို့က15ရက်တည်းနဲ့မတက်ချင်ဘူးမတက်နဲ့လေအဲ့ဒါဆိုလို့ရှိရင်အေးစစ်စစ်ဒီမှာဒီဟာဆိုလို့ရှိရင်3လတက်လို့ရတယ်ဒါဆိုရင်4လတက်လို့ရတယ်အင်္ဂလိပ်လိုမျိုးမြန်ပြောတတ်ချင်တာလားနောက်ကျမှပြောတတ်ချင်တာလားဆိုတာလေးကလည်းကွာသေးတယ်ဒီ15ရက်တင်တန်းကိုလည်းကျွေးရအတင်းကြီးတက်ခိုင်းနေတာမျိုးမဟုတ်ဘူးဒါပေမဲ့15ရက်တင်တန်းမှာကျွေးတို့စူးစမ်းအားထုတ်တဲ့ပုံစံနဲ့ online class ကသွားတဲ့ပုံစံကတော့မတူဘူးပေါ့နော်တချို့ကမေးတယ်15ရက်တင်တန်းအပ်ပြီးတော့မတက်တဲ့သူတွေရှိလားရှိတယ်ဘယ်လိုလူမျိုးတွေလဲဆိုတော့လေ3-4ရက်ပဲတက်ပြီးတော့ဒီချက်ရေးအလုပ်ရသွားလို့ဆိုပြီးတော့ထွက်သွားတယ်နေမကောင်းလို့ဆိုပြီးတော့စိတ်ယုံတင်လိုက်ရတယ်အလုပ်ရတယ်နိုင်ငံခြားထွက်သွားတာမျိုးစုံပေါ့နော်ဒီလိုမျိုးဆိုလို့ရှိရင်တော့တင်တန်းတော့တို့ကအပ်တယ်တင်တန်းမရောက်လာတဲ့အတွက်ကြောင့်မို့လို့15ရက်တင်တန်းအပ်ပြီးတော့မတက်တဲ့သူတွေရှိပါတယ်အဲ့တော့ကျွေးနောက်ဆုံးပြောချင်တာကကျွေးတို့အခုဒီ online ခေတ်ကြီးထဲမှာဘာမှဖုံးထားလို့မရဘူး review အတုတွေ okay ပတ်စံပေးပြီးတော့ရေးခိုင်းမလားဒါပေမဲ့လူတစ်ယောက်ရဲ့နာမည်ဂုဏ်သိက္ခာပတ်စံပေးပြီးတော့ဝယ်လို့မရဘူးပညာရေးမှာဆိုပို့ဆိုးတယ်ပညာရေးမှာနာမည်ကောင်းတစ်ခုရဖို့ကလေကျမဒီပတ်စံပေးမယ်နော်ကျမကိုဒီ review ရေးပေးပါနော်လို့သွားပြီးတော့ခိုင်းလို့ရတာမျိုးမဟုတ်ဘူးအဲ့တော့နာမည်ကောင်းတစ်ခုရဖို့ဒီကျွေးတို့ဘာလဲဆိုတော့ပညာရေးလောကမှာအချိန်နဲ့ဂုဏ်သိက္ခာနဲ့တည်ဆောက်ရတာပါအဲ့တော့15ရက်ဆိုတာကိုမမြင်ပါနဲ့ဒီ15ရက်မှာပေးလိုက်ရတဲ့အချိန်နဲ့လေ့ကျင့်တဲ့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုတွေကိုကြည့်ရမှာပါနောက်တစ်ခုကကျွေးတင်တန်းမှာကျောင်းသားဘဝလာတယ်ဆိုတာတင်တန်းမှာအရွယ်ဆုံး size ဆုံး guide ဆုံးရှိတယ်ဥပမာအသက်16နှစ်18နှစ်ပေါ့နော်တချို့ကြတော့လဲ GED တို့ grade 12တို့အမျိုးမျိုးပေါ့ဒီလိုအရွယ်မောင်နှမတွေလည်းရှိသလိုအဲ့16 18လေးတွေကနေပြီးတော့အသက်60ကျော်ထိကျွေးတင်တန်းမှာရှိတယ်ဖုံဖုံတွေလည်းတက်တယ်ပြီးတော့တချို့တွေဆိုလို့ရှိရင်
ရန်ကုန်မှာရှိတဲ့သူတွေကတော့အရန်ကန်ကောင်းတယ်ပြောရမယ်။ဘာဖြစ်လို့လဲဆိုတော့နိုင်ငံခြားတဲ့သူတွေကသူတို့မှပြန်လာတက်ချင်တယ်ဆိုရင်တချို့တွေကတက်ပြန်လာတက်တာတွေရှိသလိုတချို့ကျတော့လည်းအလုပ်ကနေခွင့်ယူလို့မရတာတွေရှိတယ်။ကျွေးတင်တဲ့အောင်ဒီရန်ကုန်မှာဆိုလို့ရှိရင်တော့လှိုင်းမြင်းဒီကုန်းမှော်ပြီးတန်လျင်ရန်ကင်းတောင်ကလာမြောက်တကုံဒါမျိုးနယ်အစုံကနေလာတဲ့အပြင်တချို့နေရနေတောင်လာတက်ကြတယ်နော်မန္တလေးတို့ဗိတ်တို့ရှမ်းပြည်ဘက်ကနေအောင်လာကြတယ်ဖအံတို့ဘာလို့လဲပါတယ်ဆိုတော့ဒါတွေကဘာဖြစ်လို့ဒီလောက်အဝေးကနေလာတက်ကြတယ်တကယ်လည်းအချိန်တို့အတွင်းနဲ့ effective ဖြစ်လို့ပေါ့ကျွေးကအခုမှတချို့တွေဆိုလို့ရှိရင်လည်းဒူဘိုင်းသွားမဲ့သူတွေစင်ကာပူကတငယ်ချင်းတွေကညှို့ပေးလိုက်တယ်ထိုင်းကတငယ်ချင်းတွေအများကြီးရှိရနော်ထိုင်ဝမ်တို့ဘာလို့ကျွေးတင်တန်းမှာဆိုနိုင်ငံပေါင်းစုံနေရာပေါင်းစုံအသက်အရွယ်ပေါင်းစုံအကုန်လုံးပါတယ်အဲ့တော့ဒီတင်တန်းမှာကတော့ Facebook ကနေပြီးတော့တချို့သိတဲ့သူတွေရှိသလိုတချို့ကျတော့လည်းတငယ်ချင်းကနေ recommend လုပ်လို့ရောက်တဲ့သူတွေလည်းရှိတာပေါ့နော်ပြောချင်တာကလေဒီ15ရက်တင်တန်းဖြစ်တည်လာဖို့ကကျွေး Facebook မှာ boost ထိုးပြီးတော့ကြော်ညာကောင်းယုံနဲ့ကျွေးရက်တည်လို့ရတဲ့လုပ်ငန်းမျိုးမဟုတ်ပါဘူးတကယ်တင်ပေးနိုင်ပြီးတော့တကယ်အဖြေတစ်ခုရလက်တစ်ခုထွက်တယ်ဆိုတော့မှသာလက်ခံလို့ရောက်လာကြတာအဲ့တော့တချို့ပေါ့နော်မယုံတဲ့သူတွေအတွက်လည်းဒီ15ရက်တင်တန်းကိုမဖြစ်နိုင်ဘူးမယုံဘူးလို့ထင်မတက်ပါနဲ့ကြွေဘသူ့မှအတင်းဆိုကြီးမတက်ခိုင်းပါဘူးဒါပေမဲ့ယုံတဲ့သူတွေလာတဲ့မောင်နှမတွေကိုတော့ကြွေကသူတို့ကိုတစ်ခုပြောင်းလဲပေးနိုင်တယ်ဘာသာစကားမှာသူတို့အခက်ခဲရှိနေတာတွေသူတို့ရဲ့ကြောက်ရွံ့မှုတွေဒါတွေအကုန်လုံးကြွေပြောင်းလဲပေးနိုင်တယ်အဲ့ဒါကြောင့်မို့လဲသူတို့အချင်းချင်းကနောက် batch မှာထပ်ဖွင့်မဲ့မောင်နှမတွေကိုညွှန်ပေးကြတာပေါ့နော်တပတ်တစ်ရက်နှစ်ရက်စာလုပ်ပြီးတော့4လလောက်ထိမထူးခြားတာထက်အခုကြွေရဲ့15ရက် training ကိုတက်ပြီးတော့တကယ်ထူးခြားမယ်တကယ်တက်မယ်ဆိုတာကိုကြွေကနာမည်နဲ့ရင်းပြီးတော့ဒီတင်တန်းကိုဖွင့်ထားပေးရတာပါကျွေအာမခံပါတယ်နောက်တစ်ခုကလည်းကျွေတင်တန်းမှာမတူတာပါလဲဆိုတော့ကျွေရဲ့တင်တန်းတော်တော်များများမှာပါဆိုတော့ကလေးတင်တန်းရောလူကြီးတင်တန်းရောအခုဒီ15ရက်တင်တန်းကိုတက်တယ်တယောက်နဲ့တယောက်ကညံရည်တွေစူးစမ်းအထောက်ပုံတွေမတူဘူးလေဒါပေမဲ့များသောအားဖြင့်ကတော့ကျွေတင်တန်းမှာ15ရက်တက်ပြီးတာနဲ့နိုင်ငံခြားထွက်သွားတဲ့သူတွေအလုပ်ရသွားတဲ့သူတွေများတယ်တချို့ကကြတော့အဲ့လိုမျိုးမဟုတ်ဘူးတချေလောလောဆယ်နိုင်ငံခြားမထွက်ဖြစ်သေးဘူးအလုပ်လည်းမလျှောက်သေးဘူးဒါပေမဲ့အိမ်မှာလည်းစာမလုပ်ဖြစ်ဘူး15ရက်တင်တန်းကိုနောက်တစ်ခေါက်ထပ်တက်လို့ရလားရတယ်ကြိုက်တဲ့လောက်တက်နောက်တစ်ခေါက်မဟုတ်ဘူး3 4 5 6ခါကြိုက်တဲ့လောက်တက် face ကိုထပ်သွင်းစရာမလိုဘူးတခုပဲကျွေအကြောင်းပြည့်ရင်မကြိုက်ဘူးလာလိုက်မလာလိုက်ဆိုရင်ဒါစာမလုပ်တာနဲ့အတူတူပဲလေအဲ့တော့အကြောင်းကတော့ပြတ်လို့မရဘူး15ရက်တင်တန်းကိုကြိုက်တဲ့လောက်တက်လို့ရတယ်ဒါကဘယ်တင်တန်းမှမဆိုစုံစမ်းကြည့်ပါမေးကြည့်ပါတင်တန်းတစ်ခုကို enroll လုပ်ပြီးသွားလို့ရှိရင်တစ်ခါပဲတက်ခွင့်ရှိတယ်အကျွေးစီမှာအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စာလုပ်ချင်တဲ့ကျောင်းသားတွေအတွက်မောင်နှမတွေအတွက်အကျွေးဒါအခွင့်အရေးပေးတာပါစာလုပ်တာကောင်းတာပဲလေပြီးတော့နောက်တစ်ခုကအကျွေးတို့တင်တာကတော့ဒီတင်တန်းစာပဲဆိုပေမဲ့ကျောင်းသားတွေရဲ့သူတို့လေ့ကျင့်တဲ့ပုံမှာမူတည်ပြီးတော့ပထမတစ်ခေါက်ပြောတာနဲ့နောက်တစ်ခေါက်ပြောတာနဲ့တော့မတူဘူးပထမတစ်ခေါက်မှာကွာမေးခွန်းတစ်ခုကို2ကျောင်းလောက်ဖြေနိုင်တယ်ဆိုရင်ဒုတိယတစ်ခေါက်လာတက်တဲ့အခါမှာ4 5ကျောင်းလောက်ပို့ပြီးတော့ဖြေနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ပို့ပြီးတော့ရှာအသွက်သွားတာဒီလိုမျိုးလေးတွေကွာအဲ့တော့စာလုပ်ချင်တဲ့မောင်နှမတွေကိုကျွေးရအများနဲ့ကြိုးဆိုပါတယ်ကျွေးစီမှာအဲ့လိုမျိုးတွေကန့်သက်ထားတာမျိုးမရှိဘူးဒါကလူကြီးတင်တဲ့မဲလားဆိုတော့မဟုတ်ဘူးကလေးတင်တဲ့မှာဆိုလို့ရှိရင်လည်းကျွေးတို့က4လပေါ့နော်တင်ပြီးသွားပြီဆိုလို့ရှိရင်ကလေးတွေကို test လေးတွေပြန်လုပ်ပေးတယ်အဲ့ချိန်မှာကျွေးတို့ဒီအရှိတိုင်းပဲချပြရတယ်မမေကလေးကတော့နောက်တန်းအောင်သွားလို့ရတယ်ဆိုလို့ရှိရင်သွားအဲ့လိုမဟုတ်ဘဲနဲ့စကားပြောတာလေးတွေကိုကျွေးတိတ်ပြီးတော့အားမရသေးဘူးဒီတန်းလေးမှာပဲထပ်ထားပေးပါဦးဆိုလို့ရှိရင်ထပ်ထားလို့ရတယ် face ထပ်သွင်းစရာမလိုဘူးအဲ့တော့ကလေးတန်းတွေမှာကျတော့ဘယ်လိုပြောထားလဲဆိုတော့မမေတွေဆိုလို့ရှိရင်တချို့ကျွေးကိုအရန်အားနာတဲ့သူတွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့ teacher ရဲ့2ခေါက်တောင်တက်ထားတယ်3ခေါက်တောင်တက်ထားတယ်ဒါမျိုးပေါ့နော်အဲ့ခါကျတော့ဒီချက်ကို fees လေးသွင်းကြလို့မသွင်းနဲ့မလို့ဘာလို့ဆိုတော့ကျွေးတကယ်လို့ကျင်တာဒီကျွေးရဲ့တင်တန်းကနေထွက်သွားတဲ့ကလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်တကယ်ပြောတတ်ပြီးတော့တကယ်တုံးချတတ်တာကိုပဲကျွေးလို့ကျင်တာပါလမ်းမီတထန်းကိုတောင်းသားမိဘတွေကိုမဟုတ်တာတွေပြောပြီးတော့လေအမအေးတင်ပေးလိုက်မယ်နော်လူရရင်ပြီးတော့ no ကျွေးအဲ့လိုမျိုးဘယ်တော့မှမလုပ်ဘူးနောက်တစ်ခါကျတော့ရှင်းပြောလို့ဒီကလေးတန်းတွေမှာထပ်ဒါအဟောင်းတွေပဲဝင်နေကျွေးဘာတင်တန်းချင်းမှမရလို့ဆရာမကိုလာစာပေးကန်ဒီငါ site ထုတ်ပေးလိုက်မယ်ငါပတ်စံ site ထုတ်ပေးလိုက်မယ်ဒါပေမဲ့ကလေးကိုစိတ်တိုင်းမကြသေးတာကြီးကိုရပါပြီဆိုပြီးတော့ကျွေးတို့နောက်တစ်ထန်းကိုအတင်းတက်ပြီးတော့ပတ်စံတွေမသွင်းခိုင်းဘူးဒါဒီပါလဲဆိုတော့ကျွေးဖွင့်တဲ့တင်တန်းတိုင်းမှာထားတဲ့ကျွေးရဲ့စေတနာပါကျွေးပြောသလိုကလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်တယောက်နဲ့တယောက်ဒီညံရည်တွေမတူဘူးအဲ့တော့ကလေးတင်တန်းမှာရောလူကြီးတင်တန်းမှာရောကြိုက်တဲ့လောက်တက်လို့ရတယ်စာအုပ်ကျင့်ညက်တဲ့အထိလုပ်လို့ရပါတယ်ဒါပေမဲ့များသောအားဖြင့်တော့တစ်ခေါက်ပဲတက်ကြတဲ့သူတွေကတော့များတယ်ပြန်လာတဲ့သူတွေလည်းရှိတယ်ကျွေးများသောဖြစ်တော့နိုင်ငံခြားသွားမဲ့မောင်နှမတွေဆိုလို့ရှိရင်အနည်းဆုံး2လအချိန်ပေးပါလို့ပြောတယ်ဥပမာ8လပိုင်းမှာသွားမယ်ဆိုရင်6လပိုင်း9လပိုင်းမှာလာတက်2ခေါက်လောက်ဆိုလို့ရှိရင်စကားပြောရတာပိုတွက်သွားတယ် fees ကတစ်ခေါက်ပဲသွင်းရတာလေအတန်းတော့မပြတ်နဲ့ပေါ့နော်ဒါဆိုလို့ရှိရင်အနည်းဆုံး2ခေါက်လောက်တက်လိုက်ရင်တော်တော်ကြီးကိုတွက်သွားတယ်နောက်တစ်ခုကမယုံကြည်တဲ့သူတွေအတွက်ကျွေး page မှာတင်ထားတဲ့ဗီဒီယိုတွေအကုန်လုံးဒီဟဲ့ငါဗီဒီယိုရိုက်မလို့ပတ်စံလေးပေးပါမယ်ဟဲဆိုပြီးတော့ပတ်စံပေးပြီးတော့ရိုက်ထားတာတွေလည်းမဟုတ်ဘူးပြီးတော့စာတင်နေနဲ့မှတခါတဲ့ကင်မရာချိန်ပြီးတော့ရိုက်တာတွေပဲဘာမှအလွတ်ကျက်တာလည်းမပါသလိုပတ်စံပေးပြီးတော့အတင်းရိုက်ခိုင်းထားတာတွေလည်းမဟုတ်ဘူးအဲ့တော့ဒီ page မှာတင်ထားတဲ့ဗီဒီယိုတွေအကုန်လုံးဝင်ကြည့်လို့ရပါတယ်ကျွေးအနေနဲ့ကတော့ကျွေးကိုကျွေးလည်းယုံကြည်တယ်ယုံကြည်လို့လည်းကျွေးဒီလောက်ထိတန်းခွဲပေါင်းများစွာကိုလာတိုင်းဖွင့်ပေးနိုင်တာပေါ့နော်ကျွေးဒါမလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ရက်ထားလိုက်တာကြပါပြီအဲ့တော့ဘာပဲဖြစ်ဖြစ်ကျွေး15ရက်တင်တန်းကိုယုံကြည်ပြီးတော့လာအကြတဲ့မောင်နှမတွေကိုလည်းကျေးဇူးတင်တယ်နောက်ထပ်အသက်ရောက်လာမဲ့မောင်နှမတွေဆိုလို့ရှိရင်လည်းမဝင်ခင်မှာတင်တန်းမအပ်ခင်မှာကြည့်ချင်တယ်ဆိုလို့ရှိရင် page မှာဝင်ကြည့်လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွေးတို့15ရက် training လေးမှာဆောင်ရပါမယ်